ညီလေးတချင်းကတော့ကျွန်တော်တေးရေးဆရာကနေပေါ့နော်ကနေဆိုဟိုသူလူအများကြီးတော့မသိသေးဘူးဒါပေမဲ့သူကနေ့ကျွန်တော်နဲ့ခင်လာကြပြီဆိုတော့သူကကျွန်တော်တချင်းလေးပို့လာပေါ့နော်ပို့တော့ကျွန်တော်ကြည့်တော့ကျွန်တော်ကြည့်တာနဲ့ဟာလူတချင်းလေးကောင်းတယ်လို့ဆိုတော့စာသားအထိပ္ပယ်လေးလည်းကောင်းတယ်သူကဟိုတန်စီလေးလည်းမစိုးဆိုကျွန်တော်အဆုတ်ပြစ်သွားတာပေါ့နော်ဆိုတော့စာသားရဲ့အထိပ္ပယ်ကိုကြည့်တဲ့အခါမှာကိုညီလေးတယောက်ကိုစုံမထားတာပေါ့နော်ဒီခင်မှာရှင်းရှင်းပြောရတယ်ဒီကျွန်တော်တို့ခေတ်ကဒီခေတ်ကြီးကမလွယ်ဘူးလေဟိုအများသောအားဖြင့်ကယောက်ျားလေးတွေပျက်စီးကြတာလည်းများတာဟုတ်ဆိုတော့ကိုညီလေးတယောက်ကိုလိမ်မာဖို့ပေါ့နော်စုံမထားတဲ့တခြင်းလေးပါပဲအဲ့တော့အကိုစဆိုတဲ့အချိန်မှာရောဟိုဒီတခြင်းကလိုပြည့်တဲ့စီကိုရောက်နိုင်လိမ့်မယ်အဲ့လိုမျိုးတွေးမိတာ